အဖြူရှိလားဆိုတဲ့ညီမလေးတွေအတွက်ဒီမှာပါရှင်အဖြူလေးလေးအရန်တက်ပြီးတအားလာတာပဲဒါနောက်ကျောပုံလေးမသူဘလို့မျိုးဝတ်ရမလဲဆိုတာအဲ့ဒီအနီရောင်လေးဝတ်ပြဘူးတယ်နော်နောက်ရကြလို့ရှိရင်လည်းဘာရောင်လေးတွေဝတ်စေခြင်းလဲဝတ်စေခြင်းတဲ့အရောင်လေးတွေအကုန်လုံးကိုလည်းဝတ်ပြပေးပါမယ်ရှင်အဖြူလေးလုံးဝတက်ပါတယ်ရှင်အဖြူလေးရှိလားဆိုအဖြူလေးတွေလှတာမဟုတ်ဘူးအခြားရောင်လေးတွေလည်းမသူပြပေးပါမယ်ရှင်သူ့ရဲ့ခေါင်းဝင်းအရှည်လေးကြီးရောဝဲခါကအရက်တော့ဒါမသူ့ရဲ့လက်တစ်ဖောင်ကြည့်လိုက်မသူ့ရဲ့လက်တစ်ဖောင်ကနေဒီလိုမျိုးပြပေးထားတယ်အရှည်လေးလည်းတော်တော်လေးရှည်ပါတယ်ရှင်လှလဲလှပါတယ်ရှင်ပြီးတဲ့အခါကျတော့မသူဒီလိုမျိုးအနီရောင်လေးဒါကတော့မသူရဲ့ဆိုင်ရဲ့ best sell လေးပေါ့နော်အရောင်လေးလည်းတအားလှဒီအနီကလေအနီရောင်ကာလာတောက်ကြီးမဟုတ်ဘဲနဲ့နီညိုရောင်လေးအသားအရန်ဆောင်တာအသားညိုတဲ့သူအသားမဲတဲ့သူကြိုက်တဲ့သူဝစ်လုံးဝကိုလင်းထွက်ပြီးတအားလှမဲ့ဒီဇိုင်းလေးပါရှင်ဒီအနီညိုလေးတအားလှပါတယ်ရှင်နောက်တစ်ခုကကျတော့အဝါရောင်လေးကတော့အသားဖြူတဲ့သူပဲယူပါအသားဖြူတဲ့သူနဲ့ပဲလိုက်ပါတယ်ရှင်ဒီမှာကြည့်အဝါရောင်လေးတားချစ်စရာကောင်းတယ်နော်မင်းတို့ဒီဒီဇိုင်းလေးလေတော်တော်လေးကိုကြိုက်ပြောလေအပြင်မှာတအားလှတာပါရှင်ဒါလေးလည်းချစ်စရာလေးဒီကောင်ဆိုလို့ရှိရင်လေမိုင်းလိုရောင်မှအညိုဘက်သွားတဲ့အရောင်လေးပေါ့နော်တော်တော်လေးလှပါတယ်တကယ်တကတော့အသားညိုတဲ့သူလေးတွေဝစ်တော်တော်လေးကိုငြိမ်ပြီးတဲ့ခါကျတော့တကယ်ကိုချစ်စရာကောင်းတဲ့အရောင်လေးပေါ့နော်သူကလေတော်တော်များများလေဟိုမင်းတို့ရဲ့ဒီကာလာလေးတွေကကြာလေပဲရောင်မရှိဘူးအရန်လှပဲဒါဆိုလို့ရှိရင်တော့နက်ပြလေးကတော့ထူပြောနေစရာကိုမလို့ဘလို့နေလှတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကာလာဒီဇိုင်းလေးတွေအရောင်လေးတွေအစုံရှိပါတယ်ရှင်မင်းတို့စီမှာလေဘယ်ကာလာမဆိုတရောင်နဲ့လာတယ်ဆိုတာတော်တော်ကိုရှားတယ်သိလားမင်းတို့လေမရမကရတဲ့အရောင်မှန်တဲ့အကုန်ယူတာအကုန်လုံးကိုပြချင်တာပေါ့နော်ပြီးလို့ရှိရင်တစ်ထည်လေးနဲ့မရဘူးလာခဲ့မင်းတို့အများကြီးပဲတင်ပေးထားပါတယ်ရှင်မင်းတို့ရဲ့ဆိုင်မှာဒီဇိုင်းစုံကာလာစုံအများကြီးပဲရှိပါတယ်ရှင်အဖြူလေးလည်းအရန်လှပါတယ်လာခဲ့ပါရှင်ကျေးဇူးတင်ပါတယ်